ကောင်လေးကတန်ချစ်တဲ့နေတဲ့ဓာဟောင်းကြီးကတကယ်တော့နတ်တားတလက်ဖြစ်နေတာကိုတွေးလိုက်ရတာပေါ့သူကဖေဖေကိုချက်ချင်းပဲပြောတာပေါ့ဒါကိုလေးလံဆွဲပြီးဝိုင်းပေးပါလို့ဒါမဲ့သူ့အဖေကတော့ဒီလိုစုပ်ပြတ်တက်နေတဲ့ဓာကဘာမှအသုံးဝင်မှာမဟုတ်ဘူးတော့ထင်တာပေါ့သူကတော့ဒီတန်ချစ်တဲ့နေတဲ့ဓာကိုဘသူမှဝိုင်းမှာမဟုတ်ဘူးတော့ယုံကြည်နေတာပေါ့တခြားသူတွေလည်းအဖေပြောတဲ့အတိုင်းပဲပြောကြတာပေါ့သူတို့အားလုံးကဓာကိုဝဲညင်ယူနေတဲ့သူပဲဖြစ်လိမ့်မယ်လို့ပြောကြတာပေါ့အဲ့ဒီအချိန်မှာကောင်လေးကသူ့အဖေလက်ကိုဆွဲပြီးတော့ဈေးအောင်ခေါ်လိုက်တယ်လူတိုင်းကမယုံနိုင်အောင်ထိထော်ကြတာပေါ့အဲ့ဒီနောက်လေးလံဆွဲသူကဒုတိယပစ္စည်းကိုလေးလံပြဖို့ဆက်လိုက်တယ်လေးလံဆွဲသူကဒီကြောက်တုံးဒီထဲမှာအရန်တန်ဖို့ရှိတဲ့ကြောက်တုံးပါတယ်တဲ့ကြောက်စိမ့်တောင်ပါချင်ပါလိမ့်မယ်လို့ဒါကိုကြတော့လူတိုင်းကအရန်စိတ်လှုပ်ရှားသွားကြတယ်အဲ့ဒီအချိန်မှာကောင်မလေးကကောင်လေးနဲ့ဘသူကအဖွေးတန်ကြောက်စိမ့်ကိုအရင်ရှာတွေ့မလဲဆိုပြီးလောင်းကစားလုပ်ချင်တာပေါ့ကောင်မလေးကဒီလောကမှာအရန်နာမည်ကြီးတဲ့ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတယောက်လေးထင်နေတာကိုကောင်လေးကဒီကြောက်တုံးပုံစီကိုရှောက်သွားကြတာပေါ့ကောင်မလေးကကြောက်တုံးတီတုံးကိုကြည့်မလို့လုံတုံရှိသေးတယ်သူ့အဖေကချက်ချင်းပဲအဲ့ဒီကြောက်တုံးကိုလှမ်းလူယူလိုက်တယ်ပြီးတော့မိအိမ်နဲ့တေချာစစ်စစ်ချီတာပေါ့သူကကောင်မလေးကိုစိတ်လှုပ်ရှားစွာနဲ့ဒီထဲမှာနီလာကြောက်တွေပုံနေတာတေချာတယ်လို့ပြောတာပေါ့ကောင်မလေးကလည်းအဲ့ဒီကြောက်တုံးကိုအရန်တပိုးကြတယ်သူမကမဆိုင်မတော်ရွေးချယ်လိုက်တယ်ဒါပေမဲ့ကောင်လေးကသူမရွေးလိုက်တဲ့ကြောက်တုံးထဲမှာဘာမှမပါဘူးလို့ပြောတာပေါ့ဒါပေမဲ့ကောင်မလေးရဲ့အဖေကတော့အရန်ကိုယုံကြည်မှုရှိနေတာပေါ့ကောင်လေးကသူ့ရဲ့ဓမ္မမြင်လိုက်တဲ့စွမ်းရည်နဲ့တခြားကြောက်တုံးတုံးကိုစစ်ဆေးကြည့်လိုက်တယ်သူကတွေးလိုက်ရတာကတော့အထဲမှာအကောင်းဆုံးကြောက်စိမ့်တွေပုံနေပုံရတယ်လို့သူဒီကြောက်တုံးကိုရွေးလိုက်တဲ့အခါမှာတော့လူတိုင်းကသူ့ကိုအထင်မကြီးကြအောင်ပေါ့အဲ့ဒီနောက်မှာတော့သူတို့ကအလုသမားတွေကိုပြောပြီးကြောက်တုံးတုံးကိုခွဲခိုင်းလိုက်တယ်အလုသမားကကောင်မလေးရဲ့ကြောက်တုံးကိုခွဲလိုက်တဲ့အခါမှာတော့အထဲမှာတကယ်ပဲကြောက်စိမ့်တွေပုံနေတာတွေ့တာပေါ့သူတို့ကောင်မလေးအတွက်ဂုံယူနေတော့ရှိသေးတယ်အလုသမားကသူတို့စကားပြောနေတာကိုဖျက်ပြောလိုက်တယ်သူမိုက်တဲ့ကြောက်တုံးရဲ့အဲ့ဒီတနေရာလေးမှာပဲကြောက်စိမ့်ပါတယ်တဲ့တခြားနေရာတွေမှာဘာမှမပါဘူးလို့ဒါကသူတို့ကိုအရန်စိတ်ပြစေခဲ့တယ်ဒါပေမဲ့ကောင်မလေးကတော့ဒီကြောက်စိမ့်လေးကအနိုင်ရဖို့လုံလောက်တယ်လို့ယုံကြည်နေတာပေါ့အဲ့ဒီအချိန်မှာကောင်လေးကသူခုနှစ်ခါပဲထားရထားကိုကောက်ယူလိုက်တယ်ပြီးတော့သူ့ကြောက်တုံးကိုအဲ့ဒီဓာတ်နဲ့အားပါတရခွဲလိုက်တယ်ကြောက်တုံးထဲကနေအစိမ်းရောင်အလင်တန်တစ်ခုထွက်လာတယ်လူတိုင်းကတွေးလိုက်ရတာကတော့ဒါကတကယ်တော့အကောင်းဆုံးနန်းသုံးစိမ့်ကြောက်စိမ့်ထိနေတာကိုတကရမ်တဲ့တန်ဖိုးကအနည်းဆုံးဒေါ်လာ1000ရှိတာပေါ့ဟမ်